တော့ကအတီးလေးတွေသိထားအောင်မလို့လာဝယ်တာပဲဖြစ်ပါတယ်ဒီပါပါတလားတွေသိချတတ်တာမို့လို့သူကျင်ညာတဲ့ရက်လေးတွေကိုသိချကြည့်ပြီးတော့မှဒီနားရက်လေးကိုမယ်ဆိုရင်တော့သူတက်တာနဲ့အတီးတွေဝယ်လို့ရမှာဖြစ်ပါတယ်ဒီအပြည့်ကိုမှကျန်900ပဲဖြစ်ပါတယ်3မျိုးပါတုံးရယ်အာလူကြီးရယ်ခါချက်ဦးရယ်ပါမလေးရှားရောမှာပဲဒါပဲလက်ခံပါတယ်နော်ကတ်တင်ရှင်းလို့ရပါ